ဒီတော့ကိုယ်ကိုအလုံးပါဒီရားလေကိုမူးဝင်သွားလို့ပါဒါပေမဲ့အဲ့ဒါညီလို့ကိုကြီးစိတ်ဆိုးတယ် မူးဝင်သွားလို့ပါ ဘာဖြစ်လို့မရစိတ်ဆိုးอ่ะ အလုံးလုံးညီအလုံးလုံးခုနအလုံးဒီတော့ပြောရလေ အေးလေ sorry နောက်ဆုံးတော့အလုံးလုံးညီအဲ့ဒါကြီးသူတို့အလုံးလုံးမင်းတို့ချစ်စုတယ်ကွာ မဟုတ်ဘူးသူတို့လည်းအလုံးလုံးပေးတာတစ်ချက် လုံးလုံး ပေးတာတစ်ချက်ဆိုပဲပြောရှိတယ် မင်းပါသေး အဲ့ရှိရှိဘူး မင်းတော့အလုပ်လုပ်နေတာ မင်းသားလုံးနေတယ်သိတယ်လေ ရပါ့ ရတော့ကျွန်တော်တို့နဲ့တော့ကြော်လိုက်တော့ဗျာ သူတို့လည်းလုံးနေတယ်သူတို့လည်းသူတို့ထမ်းပြီးတော့ဒီလုံးနေတယ် ကျုပ်ပြီးတယ်အဲ့လိုလုပ်နေတာကျုပ်ပြီးတယ်ကျုပ်ပြီးတယ်ဒီလေ ဒီလိုနေတယ် ဟာဟေးဟေးဟေး ဟိုနေရတယ်ဗျာကျွန်တော်အဲ့လိုလေးလုပ်တယ် ဒီလေဒီလေးတို့ကလေတယောက်တည်းနေညိုးနေတို့ပါဝိုင်းပြီးတော့နေညိုးမထိုးတဲ့သူကတာတယ်ကြီးဒီကကြီးလေးကျွေမိုးဆိုတာအကိုတည်းဟုတ်ကိုတည်းညီလေးအဲ့လိုတက်ပြီးကောင်းနေတာလားကောင်းတယ်ညီလေးတကယ်တက်ပြီးကောင်းလားဟုတ်တယ်တက်ပြီးကောင်းရင်ချစ်ကနာတော့လားဟောကိုတော့လည်းထုတ်လိုက်အောင်ဒီဖိုင်ပြတ်စားကိုကြီးရင်ကောင်းတယ် လေးသားစမလို့တစ်ချင်းဆိုပြီးတော့အိုလူရှင်တော့ပြောတော့ရွှေမိုးလို့စောက်တော့ရီးစရာတွေလို့အရေးကြီးရတယ်မေးလေမင်းအမေတိုင်ငါတို့ပြောပါဖေးလို့ရင်းအတက်ပါတော့မယ်ဒီတယောက်ပဲကျွန်တော်ဒါမရှိတော့ဘူး ငါ့ကိုပို့ပြီးငါနာတာပဲပတ်တင်သွားတာအခုပတ်စံအကုန်တောင်းနေကျွန်တော်ယူပေးတာတော့ဒီဘလောကမှာပတ်စံကြီးကြီးဆုံးပဲဟုတ်တယ် money is power so yeah money is power no money no respect no money no comfort no money no majesty no money no love ဟိုလေ Einstein ကြီးလည်းကိုချက်တာ ဒီလည်းပါလားကဲဒီလည်းပါလား no money no soul တကယ်တက်တာလားအင်္ဂလိပ်လိုတစ်ချက်ကိုဘယ်လိုခေါ်တစ်ချက်ကို1ချက်ဩ30ကျတော့10ချက်1000ကျတော့1000 1500ဒီနေတာ ဒီနဘာကောစောစောသိပေးပါကျွန်တော်တို့ရတဲ့ဒီအနာဘာစီလေး မဲဒီကမာလေးက မင်းအဲ့ဒါကြောင့်ပြက်လုံးပြောင်မကြီးရတာဂိုင်းတယ်လို့ လူကြီးကိုစော်ကားနေတာ ယူအောင်အဲ့ဒါပြီးတော့ကိုယူအောင်လာအဲ့ဒါ အဒီရလဲလူရှင်တော်နဲနာနဲ့တာယာလေးအဲ့ကောင်ကမလွယ်ဘူးခဏယူငါအကျင်လာကြွယ် အဲ့ဒါလည်းမပြောပါနဲ့ကွာ တကယ်အင်္ဂလိပ်စာကကုစံပွဲသူမတက်တယ်ဟဲ့တနာယူတော့ကျလုံးပြက်တနာယူ ဒီနာအော်အဲ့ဒီမှာရိုက်ကြည့် ဒီအရင်ကလည်းဆော်ရလို့ရမိုးစကားနေပြီ အပွား